စီးကျူယောဂဘယ်ကနေဘလို့စပြီးဖြစ်လာလဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကိုတိတိစိတ်ပြောင်းပြန်လာနေတဲ့ယောဂတစ်ခုကြောင့်ခဏနားထောင်ကြည့်ပါဦးတနေ့မှတင်ရအိပ်ရာနေပုံမှန်တိုင်းနိုးလာခဲ့တယ်ဒါပေမဲ့တင့်ခန္ဓာကိုယ်အတွင်းမှာရတော့အရင်နဲ့မတူတော့ဘူးဘာလက္ခဏာမှလည်းမပြခဲ့ဘူးဘာဝေဒနာမှထူးခြားတဲ့မခံစားဘူးတွေးရတဲ့ကြားတတ်တွေတင့်ရဲ့ခွန်အားတွေနဲ့နေ့စဉ်စားတောက်နေထိုင်မှုတွေကိုနှောက်ယှက်ပေးမဲ့အပြောင်းလဲတစ်ခုတော့တိတိစိတ်ဖြစ်သွားပါပြီလူသန်းပေါင်းများစွာဟာစီးကျူယောဂမျိုးစားနှစ်ကိုဒီလိုနည်းနဲ့ပဲရလာကြတာပါချက်ချင်းဖြစ်သွားတာမျိုးမဟုတ်ပဲတနေ့ကအလေးချင်းလေးတွေနဲ့တည်းစင်းနေ့နဲ့ချီပြီးတဖြည်းဖြည်းချင်းဖြစ်လာတာပါဒါလေးဘလို့ဖြစ်လာလဲဆိုတော့မပြောခင်အချက်တစ်ချက်ကိုအရင်ဆုံးရှင်းအောင်လုပ်ကြအောင်စီးကျူယောဂမှာအဓိကမျိုးစားနှမျိုးရှိပါတယ်စီးကျူမျိုးစားတစ်ကတော့ကိုယ်ခါစနစ်ကခန္ဓာကိုယ်ရဲ့အင်ဆူလင်ထုတ်ပေးတဲ့ဆဲတွေကိုမှားယွင်းစွာတိုက်ခိုက်လို့ဖြစ်တာပါဒါအသက်ငယ်မှာဖြစ်လိမ့်ရှိပြီးနေထိုင်စားသောက်မှုပုံစံကြောင့်ဖြစ်တာမဟုတ်ပါဘူးစီးကျူမျိုးစားနှစ်ကတော့လုံးဝမတူပါဘူးသူကခန္ဓာကိုယ်မှာအင်ဆူလင်မရှိတော့တာမဟုတ်ပဲခန္ဓာကိုယ်ကအင်ဆူလင်ရဲ့စကားကိုနားမထောင်တော့တာဖြစ်ပါတယ်ဇလန်အဲ့ဒီကနေစတာပါကျွန်တော်တို့မသိလိုက်ပဲစီးကျူမျိုးစားနှစ်ကဘလို့ဝင်လာခဲ့တာလဲစီးကျူမျိုးစားနှစ်ဆိုတာ virus လိုမျိုးလူတွေစီကိုရုတ်တရက်ဝင်လာတာမဟုတ်ပါဘူးသူကခက်တဲ့ရဲ့ပြင်းရဲ့နေထိုင်မှုပုံစံတွေအစားအသောက်တွေနဲ့အတူတိတ်ဆိတ်ကပ်ပါလာတာပါအဆင့်တစ်ကတော့ခန္ဓာကိုယ်နဲ့တကြားတက်ကိုအမြဲတမ်းတောင့်တနေအောင်တင်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေတုန်းကအနာကြားတစ်ခါမုတ်စားလိလည်းမရှိပါဘူးအချို့ဆိုတာရှားပါပြီးကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ကိုလည်းတော်တော်လောက်ပဲစားကြတာပါခုခေတ်မှာတော့မနက်စာစားလို့တကြားပါတဲ့ကော်ဖီမုန့်နေအချိုရည်ညဘက်စားတဲ့မုန့်နေတီတကြားအစားစားတိုင်းမှာပေါဝင်နေပါပြီတကြားဒါမှမဟုတ်ကစီဓာတ်တွေစားလိုက်တိုင်းမှာဥဒိမှာတကြားတက်မြင့်တက်လာပါတယ်အဲဒီခါ pancreas လို့ခေါ်တဲ့မုတ်ချိုရိတ်ကနေ insulin လို့ခေါ်တဲ့ဟော်မုန်းထုတ်ပေးရပါတယ်အဲဒီဟော်မုန်းကသွေးရဲ့တကြားတွေကိုခန္ဓာကိုယ်ရဲ့ဆဲရုပ်တွေပို့ပြီးအင်အားဖြစ်သုံးနိုင်အောင်ကူညီပေးရပါအစပိုင်းမှာတော့ဒီစနစ်ကကောင်းကောင်းကြီးလည်ပတ်နိုင်ပါတယ်နောက်ပိုင်းမှာတော့ပြဿနာဆလာပါပြီအစနစ်ကတော့ဆဲရည်နဲ့ insulin ကဂရုမစိုက်တော့တာပါအချိုရည်စားတိုင်းမှာ insulin ခဏခဏထွက်လာတော့ဆဲရည်မျက်စိနောက်လာပါတယ်ကြာလာတော့ insulin ဆဲရည်လက်မခံတော့ပါဘူးဒါကို insulin ကိုခန္ဓာကိုယ်ကတုံ့ပြန်မှုမရှိတော့ခြင်း insulin resistant လို့ခေါ်ပါတယ်အဲဒီကမော့ချိုအိတ်ကသူ့စကားနားထောင်အောင် insulin ကိုပို့ထုတ်ပြီးအတင်းတွန်းခိုင်းပါတယ်အပေါ်ရန်ကြည့်ရင်တော့သွေးကြိုကပုံမှန်လိုမျိုးဖြစ်နေတတ်ပေမဲ့အတွင်းထဲမှာတော့သွေးကြိုထိန်းတဲ့စနစ်ကြီးတစ်ခုလုံးပင်ပန်းနေပါပြီဒီအဆင့်ဟာဘာလက္ခဏာမှမပြဘဲနှစ်ပေါင်းများစွာဆယ်စုနှစ်ချီပြီးလဲကြာနိုင်ပါတယ်အစစ်သုံးကတော့နေထိုင်မှုပုံစံမီးလောင်ရလေးပိတ်နေခြင်းဖြစ်ပါတယ်စီးကျူမျိုးစားနှစ်ကတကြားစားတစ်ခုလေးကြောင့်လည်းမဟုတ်ပါဘူးခေတ်သစ်နေထိုင်မှုပုံစံတွေကလည်းအဓိကပါဝင်ပါတယ်လှုပ်ရှားမှုနေခြင်းချွတ်သားတွေကခန္ဓာကိုယ်ထဲမှာတကြားတက်ကိုအများဆုံးလောင်ကျွမ်းပေးတာပါကျွန်တော်တို့မလှုပ်ရှားတဲ့အခါမှာတကြားတွေကသုံးစရာနေရာမရှိတော့ပါဘူးစိတ်ပြည့်စုံမှုများခြင်းစိတ်ပြည့်စုံမှုဖြစ်တဲ့ကထွက်လာတဲ့ဟော်မုန်းတွေကသွေးကိုတက်စေပါတယ်အစာမစားထားရင်တော့စိတ်ပြည့်စုံနေသွေးကြိုကတက်နေတတ်ပါတယ်နောက်တစ်ခုအေးပြက်ခြင်းအေးမောရတဲ့အခါအင်ဆူလင်ရဲ့အလုပ်လုပ်နိုင်စွမ်းထိခိုက်စေပါတယ်လော်ဂျိုပြုတ်ပြထားတဲ့အစားအစာတွေဒီအစားအစာတွေကသွေးကြိုအမြန်ဆုံးနဲ့အပြင်းထန်ဆုံးတက်စေပါတယ်ဒါတွေကတစ်ခုချင်းစီစီးကြိုမဖြစ်စေပေမဲ့နေ့တိုင်းဒီလိုတွေပဲထပ်ထပ်လေးလုပ်နေတဲ့အခါစီးကြိုဖြစ်ဖို့အကောင်းဆုံးအခြေအနေကြီးကိုဖန်တီးပေးလိုက်သလိုဖြစ်သွားပါတယ်အဆင့်လေးကတော့မော့ချိုအေမောပန်နွမ်းနေသွားခြင်းဖြစ်ပါတယ်အပေါင်းများစွာမော့ချိုအေကအချိန်ပိုဆင်းပြီးလှုပ်လှုပ်ခဲ့ရပါတယ်အင်ဆူလင်ကိုပို့ပြီးထုတ်ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့သူလည်းမခံနိုင်တော့ပါဘူးသွေးထဲမှာဗချာတက်တွေကစားပြီးတဲ့အချိန်မှလည်းမကပဲအချိန်ပြည့်နေပါမြင့်တက်နေပါတော့တယ်အဲဒီအချိန်မှာစီးကျိုအကျိုးဆင်းရနေစီးကျိုမျိုးစားနှစ်ဖြစ်သွားပါပြီဒါခန္ဓာကိုယ်ရုပ်တရက်ပျက်စီးသွားတာမဟုတ်ပဲအလုပ်တွေအလုံးညင်လုပ်ခဲ့ရတာကြာသွားလို့ပါအဆင့်ကမျိုးရိုးဗီဇကအဆင့်ကိုဘိန်းတက်ပေးလိုက်ခြင်းတချို့လူတွေကမျိုးရိုးဗီဇအရာစီးကျိုဖြစ်ဖို့ပို့ပြီးလွယ်ပါတယ်ဒါပေမဲ့မျိုးရိုးတစ်ခုတည်းကြောင့်စီးကျိုဖြစ်တာမျိုးကလည်းရှားပါတယ်ပတ်ဝန်းကျင်နဲ့နေထိုင်မှုပုံစံပို့ပြီးအရေးကြီးပါတယ်လူနှစ်ယောက်အတူတူစားအတူတူနေရင်တော့တယောက်ကစီးကျိုဖြစ်ပြီးတယောက်ကမဖြစ်တာလည်းရှိနိုင်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ဒီယောဂါတစ်ဖြည်းဖြည်းနဲ့ဖြစ်လာတာမို့လို့ကိုယ့်ရဲ့နေ့စဉ်လေ့ကျင့်နေတွေကိုပြောင်းလဲလိုက်မှဆိုရင်ဒီယောဂါဖြစ်စဉ်ကိုနှေးကွေးသွားအောင်တတ်တာအောင်ဒါမှမဟုတ်အရှင်းလေးပါပျောက်ကင်းသွားအောင်ဒီလုပ်နိုင်ပါတယ်သင်တို့ရဲ့ခန္ဓာကိုယ်ကကျင့်ဟောင်းတစ်ခုကိုသင်ယူခဲ့တယ်လို့ပဲအချင်းတစ်ခုကိုလည်းပြန်ပြီးသင်ယူနိုင်စွမ်းရှိပါတယ်ဒါဟာစီးကျိုမျိုးစားနှစ်ရဖြစ်ရမှာမှာကိုယ့်ကိုယ်အဖြစ်တည်နေတာထက်ဘာကြောင့်ဖြစ်ရလဲဆိုတော့နားလည်ဖို့ပိုပြီးအရေးကြီးပါတယ်စီးကျိုယောဂါနဲ့ပတ်သက်ပြီးနေထိုင်စားသောက်မှုပုံစံတွေပြောင်းလဲခြင်းနဲ့ဆိုရင်နောက်ထပ်ဗီဒီယိုတင်ပေးပါအောင်မယ်